ဟုတ်တယ်အမှန်တိုင်းပြောရင်တော့ Falcon ဘက်ကနေပြီးတော့တကယ် damage များတယ်ဆိုရင်တစ်ဖက်ကနေပြီးတော့တကယ်ပဲကျွန်တော်တို့တိကျတေချာပါတယ်ဆိုတဲ့ stand တွေနော် melee control လေးတွေကတော့တွားပြီးတော့ပါနေတယ်အဲ့တော့နှစ်သိန်းလုံးရဲ့ battle setup ကိုတော့ကျွန်တော်သိမကြတဲ့အချိန်အတွင်းမှာပဲ down ထဲမှာချီချူရတော့မှာပဲဖြစ်ပါတယ် ဟုတ်ပါတယ် Falcon YG game number 1စတင်လာခဲ့ပြီဖြစ်ပါတယ်မနေ့ကပွဲစဉ်ဒီ upper final ကိုပဲကျွန်တော်ပြန်ကြည့်ရတဲ့ပြန်ကြည့်ရတယ်လို့ပဲပြောရမှာပဲပေါ့နော်ဒါပေမဲ့ဒီတစ်ခါကတော့မတူတော့ဘူး grand final ဖြစ်သွားခဲ့ပြီ Falcon နဲ့အောက်ကိုပြန်ချခဲ့တယ်ဆိုပေမဲ့လည်းဒါ AI Esport ကိုနော် 3B နဲ့ပြတ်သားရရလက်တခုနဲ့ပြန်လည်ပြီးတော့တက်လာခဲ့တဲ့ပဲဒီ grand final ကိုတော့နောက်တစ်ချိန်ပြန်လည်ပြီးတော့တက်လာခဲ့ပြီဖြစ်ပါတယ်နော်အဲ့တော့မှလည်းကျွန်တော်ထပ်မှတ်ပြီးတော့ရှေ့ကဒီ panel တွေ mention ပေးထားသလိုပဲပေါ့နော် Falcon ကဒီ LOT season တိုင်းမှာ grand final ကိုတောက်လျှောက်တက်လန်းခဲ့တယ်ဒါပေမဲ့ champion ဆုမကန်ဘူးသေးဘူးဆိုတော့ဒီ season 3မှာပြန်ကင်သွားနိုင်မလားဆိုတော့ထက်ကြည့်အောင်ဗျာ Fanny ဆိုတဲ့အားသာချက်တစ်ခုကြောင့်တစ်ဖက်ကနေပြီး jungling zone ထဲကိုတော့ diving ကတော့ဝင်နေခဲ့ပြီဒါပေမဲ့တစ်ဖက်ကနေလည်း YG sticky bomb တစ်ခုကိုတော့အရင် early game မှာတော့တွန်းလှန်လို့မဖြစ်ဘူးဆိုတဲ့အခြေအနေတစ်ခုတော့သွားပြီးတော့တွေ့နေရတယ် Iron Hood တစ်ပေါက်နည်းနည်းလေးတော့ view ကိုစိုက်ရမယ်ဗျာAli Ferren ထဲတော့ဆိုတော့ဆိုတော့ဒီ head ဒီ Ferren Franco ဆိုတော့တစ်ဖက်ကဒီ fan လေးတို့ဘာလို့လဲ ECT လို့ရတယ်ဒီလိုဘာလို့လဲ Ali game မှာဒီ level လေးတွေဘာလေးတွေသွားပြီးတော့ကွက်တိချနေမယ်ဆိုတော့နင်းလို့တော့ရတယ်လားဒါပေမဲ့ဒီခါတော့ YG ကတာတဲ့ objective ကိုယူထားတဲ့ drop bit တစ်ခုနဲ့ပေါ့နော်ကျွန်တော်ဒီ target တွေကိုပြန်ရမှဖြစ်မယ်ဆိုတဲ့အတိုင်းအတာတစ်ခုမှာရပါမလားဆိုတော့ထက်ကြည့်ရမယ်ဗျာဘာလို့တစ်ဖက်ကဒီ head ရဲ့ Ali hand ချက်တွေ Asma Radar ရဲ့ Ali မာတဲ့အနေထားတစ်ခုမှာ fan ရဲ့ damage နောက်တော့ဒီ Kimi ရဲ့ Stanley ရဲ့ကျတော့ target ယူတဲ့အပိုင်းခြားလေးမှာကျတော့နည်းနည်းပိုကောင်းတယ်ပြီးတော့ Ali အစမှာတော့လည်း fan ကိုနည်းနည်းတိုးတယ်ဆိုပေမဲ့ဒီဘက်ဒီ spare အတူစားနေတယ်နည်းနည်းပြန်ပြီး down ပါတယ်လောတော့မှာအပေါ်မှာတော့ bind တင်မှာတော့ State Sanji အဲ့တော့မေးလို့တော့မရေးမရဘူးပြနော်ဟုတ်တယ်ချက်တော့သွားပြီးတော့ကြည့်ရမယ်သူတို့ goal lane match up ကတော့နှစ်ယောက်လုံးချင်းနေပေါက်ကိုတော့ online ဖြစ်လာဖို့ item 3ဘက်ကတော့သွားပြီးတော့လိုနေမှာဗျအဲ့တော့လူမျိုးသူတို့အနေနဲ့မဲမဲဆန်ဆန်တာမိုမြင့်တဲ့ဖတယ်တွေဖြစ်လာဖို့ဆိုရင်တော့ဒီ goal lane ကိုပဲသွားပြီးတော့စောင့်မလားဆိုတော့ကြည့်ရမယ်ဗျအဓိက flank game တွေပါတယ်တိတ်ပြီးတော့ early game မှာမြင်ရမှာတော့မဟုတ်ဘူးအဓိကနှစ်သိန်းလုံးအနေနဲ့ objective ကိုပဲပုတ်ကတ်ထားနေတာတော့ပေါ်လာစမ်းကြည့် Iron Hook နဲ့ကတော့ပါသွားခဲ့ရပြီဗျ player signature လို့တော့ရတယ်ပဲဒီရဲ့ M5 မှာတော့လည်း different ကိုတကယ်ကိုလုံးပြခဲ့တဲ့အနေဒါအခုဒီ LOT season 3မှာလည်း AU တင်နေတူပဲ first blood ကိုတော့စတင်ထားခဲ့ပြီဖြစ်ပါတယ်အဲ့နံပါတ် YG လိုအပ်နေတဲ့တာတွေတော့ဆက်လက်ပြီးတော့ Fairwin နဲ့တူထပ်မှန်ပြီးရောက်ပြီးသွားဖို့တော့များနေရဆိုပြီးတစ်ဖက်မှာပြန်ပြီးတော့မတက် damage တွေတိုင်းမများရအောင် hand retribution ပြန်ပြီးတော့ပေါက်ထားတယ်ဆိုပြီးအဲ့ဒီမှာတော့နောက်မှ Lina manipulation ကြားနေမှာတောက်ချောက် hero ပြန်ရခဲ့သေးရဲ့ဗျ2-1တော့ပြန်လဲလိုက်ရတယ်ပေါ့နော်ဟုတ်တယ်2-1လွဲရဆိုရင်ဒီမဲ့လို့ဒီအချိန်မှာတော့ target objective ကိုတော့ရန်ကုန် Galacticos အနေနဲ့ရအောင်တော့သိမ့်ပိုက်ထားနိုင်ခဲ့တယ်ဗျနောက်ပိုင်း play တွေ setup တွေကြရင်တို့ရဲ့ link up play တွေကိုချက်တော့ကြည့်ရမယ်တို့မှာပါဝင်နေတဲ့ melee stand တွေ lomo crowd control တွေတိတ်အများကြီးမပါဘူးဆိုရင်မဲ့လို့နောက်ကနေပြ zone တွေပါတွေကလည်းထပ်ပြီးတော့ပါလာနေသေးရဲ့ဗျအဲ့ဒီအချက်တွေကိုတော့ Falcon အနေနဲ့တို့ရဲ့ damage နဲ့ဖြည့်ရှင်းနိုင်စွမ်းရှိမလားဆိုတော့ကြည့်ရမယ်အားလင်းကတော့ Falcon တော်တော်လေး damage ထွက်တဲ့ဒီဟာမှာတော့ပါတယ်ဒါပေမဲ့တစ်ဖက်ကလည်း YG team fight ကိုဦးတည်ထားတယ် level 4 spare gas မှာ area တော်တော်လေးပြရတယ်ဆိုတော့အဲ့ damage ကိုတိတ်သုံးချနိုင်နိုင်မလားအဲ့ဒီတော့လုံးဝမိုက်နေတယ်စန်ဂျင်နဲ့ဒီဘက်က stick S နှစ်ကောင်လည်းဖြစ်နေတယ်တကယ်လက်ရှိမှာလည်း STR ရှိနေခဲ့တဲ့ goal line နှစ်ကောင်ရဲ့ဒီ versus leader တော့အားလင်း game မှာကနေရဆိုအတော်လေးချိလို့ကောင်းနေတယ်ဗျာဟုတ်တယ်အဓိကစန်ဂျီအနေနဲ့တော့လောဆယ်မှာအရင်နောက်ကျောမလုံတဲ့ခံစားချက်ကိုတော့ခံစားနေရတယ်ဗောနော်ဒီချက်တွေကိုတော့ကျွန်တော် Falcon အနေနဲ့ဘယ်လိုမျိုးသွားပြီးတော့တေးဖယ်မလဲဆိုတော့ကြည့်ရမယ် network gap မှာတော့ early time အတွင်းမှာတော့ဘယ်လောက်မှတိတ်ပြီးတော့ကွာခြားချက်ကတော့မရှိသေးဘူးဗျတာတဲ့ objective လို့ရန်ကုန် Galacticos အနေနဲ့ကတော့ပထမဆုံးအချိန်အဖြစ်နဲ့သိမ့်ပိုက်ထားတယ်ဆိုရင်ပဲလို့တစ်ဖက်က Falcon အနေနဲ့ကလည်းသူတို့ရဲ့ play style လေးကိုပုံဖော်ဖို့အတွက်ကတော့တည်နေရဗျအလင်းအတိုင်းလေးပဲဒီသင်းအနေနဲ့ဒါထဲမှာတာတေးဘာတွေအရင်မကွာဘူး objective တွေဘာတွေပြန်ပြီးတစ်ဖက်တစ်ခုကိုပြေးထားတယ်ဆိုရင် network ကအရင်မကွာဘဲနဲ့ပဲနောက်ဒီ3မိနစ်တစ်ခုမှာတော့ကျွန်တော်ဒီဓာတ်ထဲမှာ network မကွာဘူး objective မှာလည်းအရင်မကွာဘူးဆိုတော့နောက်ထပ်ထပ်ပေါ်လာမယ်တာတဲ့ objective တွေနောက်ဆုံး make in diamond တစ်ခုကတော့ပို့ပြီးတော့ချိလို့တော့ကောင်းတော့မယ်ဗျာရှေ့မနေ့က upper point တွေမှာတော့လည်း game 9ပွဲလုံးစော့ခဲ့တယ်အဲ့9ပွဲလုံးမှာ2သင်းလုံးမှာပြတ်သားတွေရလဲတစ်ဖက်သင်းကပဲအရင်စောင်းပြီးတော့တာသွားများတွေမတွေ့ရဘူးပေါ့နော်အဲ့တို့ကြောင့်ဒီ grand final တွေလည်းအဲ့လိုမျိုးပဲဆက်လက်ပြီးဖြုတ်ဦးမယ်လို့ထင်တယ်ပြီးတော့ဒီ fit တွေမှာလည်းအရင်မကွာဘူးဗျာဟုတ်တယ်ဒါအုပ်ချုပ်ဆိုသူတို့ blink တွေနဲ့ကတော့ Sanji ကိုတော့လိုက်ပြီးတော့ကြည့်ပေးနေရဗျာနော်ဖက်မှာသွားပြီးတော့ကြည့်မယ်ဆိုရင်တော့ dance အနေနဲ့သူ့ရဲ့ early game time ကတော့တစ်ချက်တော့သွားပြီးတော့ကြည့်ရမယ်သူအဲ့လိုမျိုး instant ဝင်ဖြတ်ဖို့အတွက်ကတော့ stick နဲ့ Lina ဘယ်လောက်ထိများကောင်းကောင်း control နိုင်မလဲဆိုတော့ကြည့်ရမယ်ဗျာလောဆယ်တာတဲ့ objective လေးမဆိုင်ခင်မှာတော့သူတို့အနေနဲ့ကတော့နည်းနည်းလေး initiating လေးတော့လုပ်ချင်နေတဲ့ပုံစံလေးပါပဲfast တာလေ YG ဆက်လက်ပြီးရရှိထားတဲ့နောက်မှာဒီ second တာတွေကိုဆက်လက်ပြီးတော့အုပ်နိုင်မလားဆိုတော့ထပ်ကြည့်ရမယ်လို့ဒီမဲ့ Lina ဖပ်ပါနေပြီဆိုတော့သူ manipulation နေရ damage ပိုကောင်းတော့မယ်ပြီးတော့ပြီးတော့နောက်တစ် slow လေးပါထပ်ပြီးတော့ပါတော့မယ်ဆိုတော့ Belinda Hanna ကောင်းမယ်ဆိုတော့တော့တန်းပြီးတော့ပျောက်နိုင်တယ်ဗျာအဲ့မှာ boss bin ပါပြန်ပြီးတော့ Lina manipulation နဲ့ပိုကောင်းနေခဲ့ရင်းနဲ့ Hanna manipulation ဒီကြားထဲမှာတော့နောက်တစ်တာတစ်ချင်းလေးကိုအသားရလေးပဲ YG တိမ့်ပိုက်ချားနိုင်ခဲ့ပါပြီ manipulation zone နေကြားတဲ့တော့အရင်တွန်းဝင်လာလို့မရတဲ့ပုံစံမျိုးတော့သွားပြီးတော့တွေ့နေရတယ်ဗျ YG အနေနဲ့သူတို့ရဲ့ battle setup တွေကတော်တော်လေး solid ဖြစ်နေရဆိုတော့ကျွန်တော်တို့ရင်းလို့တော့မရဘူးနောက်ပိုင်းကျရင်တော့လူမျိုး Lina
နာနဲ့ stage ရတော့ damage အိုး wire hook KS ပါဝိုင်းနေတာတခုမှတော့နောက်မှရှိနေတဲ့ full man damage တွေကြားထဲမှာတန်းပြီးတော့ပဲပေးလိုက်ရပြီဗျာ M5 Frank ကိုဗျာနော်အဲ့တဘောကတော့သွားပြီးတော့ရှုပ်လို့တော့မရဘူးတကယ်ကိုချမ်းတယ်ဟိုပြ damage တွေကြားထဲမှာတောက်လျှောက်ပဲဟို Hero K ကိုယူဆောင်လာပြီးကြတာဗျာ early first blood နဲ့တူပဲနောက်တော့မှလည်းဒီ KS လိုမျိုးတကယ်ကောင်းတဲ့ Hero K တကောင်ကိုထပ်မှတ်ပြီးရရှိထားတဲ့ YG Hero K 3ကောင်အသာစီးနဲ့တူ level ကမှလည်း 2K လောက်တော့စပြီးတာနေခဲ့ပါပြီ rotation လေးကတော့လုံးဝ bowling matchup မှာပဲသွားပြီးတွေ့နေရတဲ့ပုံစံမျိုးဗျဟန်ဆန်ဂျီတော့သွားပြီးတွေ့နေပြီဆန်ဂျီတော်တော်လေး carry လုပ်နေရတဲ့ data ကမှ energy direction သွားပြီးထိထားတဲ့ KS backup ရှိနေတဲ့ data ကမှတော့ YG tower objective ကိုတော့ focus ထားတဲ့ပုံစံမျိုးလေးပါပဲ စန်ဂျီပြန်ပြီး defend ဖို့ကြိုးစားနေရဆိုတော့တစ်ဖက်တင်း over damage ကအရင်များတယ်ပြီးတော့ဒီ11 cloud ဆိုတဲ့အတိုင်းအတာတစ်ခုမှကြောင့်11နည်းနည်းပြည့်ရတာကောင်းတယ်ပေါ့နော် cloud ကကြောင့်နည်းနည်း island လေးကောင်းမှနှစ်ချောင်းလောက်ပြန်ပြီးရှိနေမှာဆိုတော့နောက်တစ်သူက area လေး latitude ပဲ timing တစ်ခုပြန်ပြီးတော့ချမှ damage ကပေးလို့ကောင်းလာဆိုတော့ဟိုဘက်မှာကြောင့်အားလေးလေးမှာကြောင့်11ကြောင့် inspire နဲ့ လိုက်ပြီးတော့နင်းလို့ရတယ်ပြီးတော့ blink ကလည်းတောက်လျှောက် bucket တွေကြားထဲမှာဒီဘက်ကစန်ဂျီကတစ်ခါကျသွားတယ်ဆို Sam G အနေနဲ့တော်တော်လေးကိုစစ်နေရတယ်ဒါပေမဲ့မနေ့ကစန်ဂျီရဲ့ cloud ကိုလည်းကျွန်တော်အသေးချာလေးကိုတွေ့ခဲ့ရတယ်သူက latitude ပဲ timing တစ်ခုကတအောက် output damage အရင်များတယ်ဆိုတော့ island လေးတွေထပ်ပြီးတော့ထွက်လာခဲ့မယ်ဆိုတော့ Sanji ရဲ့ damage ကို fair ကိုနေနဲ့မျောလင်းလို့ရနေပါလေအခုလဲ Sanji နဲ့ Cruiser Sky စပြီးထွက်ပြီးဆိုတော့နောက်ပိုင်းဒီ Cruiser Sky နဲ့သူ့ Blazer Jewel ကိုဘယ်လောက်ထိ timing ချက်ပေးနိုင်မလဲထက်ကြည့်ရမယ်လားဒီကတစ်ဖက်မှာတော့ sustain hero တွေတော်တော်လေးများနေတယ်အသေးအောင်မှာတော့သူတို့ဒုက္ခပေးနိုင်တယ်ဆိုရယ် Sam G တို့ကအားလေးတဲ့ဟိုကဦးချိုးထားခဲ့ရဗျာဒါပေမဲ့ Sanji အနေနဲ့သူ့ရဲ့ famous space ကိုတော့ပြန်လည်ပြီးတော့ရှာဖွေဖို့အတွက်ကတော့အချိန်လေးကတော့သွားပြီးတော့လိုနေလိမ့်မယ်ဒီအချိန်တွင်းမှာတော့ Falcon အနေနဲ့ဘယ်လိုမျိုးပြန်လည်ပြီးတော့ structure ချမလဲဆိုတော့ကြည့်ရမယ်ဗျာ Kit Window ကမှာတော့ Blink အနေနဲ့ crown လေးဗျလိုအပ်နေတဲ့6 minute timing တစ်ခု credit ထွက်တဲ့ island ကိုဆက်လက်ပြီးတော့ရရှိထားတဲ့ YG အနေနဲ့ objective တွေကိုဆက်လက်ပြီးနေဖို့တရှိနေတစ်ဖက်ကလူဖက်ပြီးတော့ထပ်ပြီး pressure ပေးနေရဗျာအဲ့ချိန်မှာလဲ Falcon e-sport အနေနဲ့ပေါ့နော်ဒီ fan တွေထုတ်ထားတဲ့ draft pick တစ်ခုကြောင့်မလို့ objective ကို ground လို့တော့ခက်ခဲတယ်ဒါပေမဲ့နောက်ပိုင်း late game damage တွေမှာတော့ dash fan တွေဖြစ်နေတဲ့အတွက်ကြောင့်ဟန်လိုမျိုးပဲယုံကြည်လို့ရတဲ့အတိုင်းတစ်ခုမှတော့ရှိနေခဲ့ပါတယ်ဟုတ်တယ် boss pain ပြန်ပြီးပြစ်ထည့်ထားတဲ့နေတာတခုမှ Rambe front line ထဲမှာတော့သွားပြီးတော့တောင်းထားသေးတယ်ဒါပေမဲ့တစ်ဖက်မှာလည်း back line ထဲမှာရင်းကသွားပြီးတော့ရှိနေရဗျာဒီလိုမျိုး front line နဲ့ဘယ်သူကပို့ပြီးတော့ control လုပ်နိုင်လဲ manipulation တန်းပြီးတော့ KS တောင်းသွားခဲ့ရဗျာ Diamond ပြန်ပြီးတော့ပေးတယ်ဆိုပေမဲ့ Lina ရဲ့ရှေ့ damage တွေကပို့ပြီးတော့ကောင်းနေခဲ့တယ်ဗျာ stick ထားတဲ့တေချာပေးထားတဲ့ damage တွေကြားထဲမှာတော့ YG နောက်ဆုံးသက်တာတယ်လေးကိုပါ easy ထက်ရထားတဲ့ Hero King နှစ်ကောင်ကိုသိမ့်ပိုက်ထားနိုင်နေပဲ level 4K ဆိုတဲ့အရာမျိုးတော့အပြတ်တစားရလိုက်ပြီဗျာအဲ့မှာတော့ Mega First Tower ပါထပ်မှတ်ပြီးရရှိသွားပြီဆို YG ဒီ game number 1ရဲ့အားလေးတိုင်မင်တစ်ခုကိုတော့စုံမထားနိုင်ခဲ့ပါပြီရှေ့က Juribay နဲ့နောက်ကနေပြီး Lina ရဲ့ manipulation ကတော်တော်လေးကိုအလုံးဖြစ်နေတဲ့ပုံစံမျိုးမှာတော့သွားပြီးတော့တွေ့ရတယ်ဗျာပြီးတော့ Dash ရဲ့ fan တွေဒီလေအရင်ဝင်ချင်တိုင်းဝင်လို့တော့မရဘူးဖြစ်နေရပေါ့နော် Bloody Hand တပေါက်မိသွားမယ်ဆိုရင်တန်းပြီးတော့ instant ပြတ်သွားနိုင်တဲ့အခြေအနေက YG အစပြီးတော့ပိုင်ဆိုင်နေဗျာဟုတ်တယ်နော် Melucushin ကလည်းဒီချိန်မှာ idea လည်းကောင်းနေ slow ကလည်းကောင်းနေအဲ့တော့မှနောက်ထပ် idea ထပ်တည့်နေတယ် Uranus ကလည်း Oracle လေးနဲ့တော်တော်လေးကိုကောင်းနေပြီလို့နောက်မှ Fairy ကလည်း idea တောင်းတယ် Fanny ကလည်းခြေပြောင်ကြီးဆိုမြဲသူ့မှာ idea နှစ်ချောင်းအဲ့ထွက်တိုင်း idea နှစ်ချောင်းမှလည်း test speed နဲ့ physical damage တွေအတော်များပါတယ်ဆိုတော့ Inspire crossbow တိုက်နဲ့အလုံးဝအပိုင်နာဖြစ်ခွဲမယ် Melucushin combo နေတာမိမယ်ဆိုတော့အဲ့ AoE နှစ်ကွက်ကြားထဲမှာတော့ Falcon နဲ့ဒီ timing တခုကိုဘယ်လိုမှဆိုင်လို့မရဘူးဗျာဘာလို့သူတို့မှာ idea အရင်နဲနေသေးတယ် Sanji idea နဲနေသေးတယ်အဲ့တော့မှ Dash နေနဲ့ idea နောက်တစ်ချောင်း Rory ဘာထပ်ပြီးတော့လိုနေသေးတာဆိုတော့အချိန်တိုင်းတစ်ခုလောက်ကတော့ Falcon နဲ့စောင်းဖို့တော့လိုအပ်နေပါသေးတယ်တပတ်ကနေပြီးတော့ကျွန်တော် Jack လေးဆောင်လေးကို pressure ပေးဖို့တော့ကြံနေကြဒီကတော့သွားပြီးတော့ကြည့်နေဆို YG အနေနဲ့သူတို့ objective ကိုပဲတည်ပြီးတော့ဦးစားပေးနေတဲ့ပုံစံမျိုးဗျာနော် Falcon အနေနဲ့ကသူတို့လိုအပ်ချက်ရှိနေတယ်ဆိုတဲ့ damage လေးကိုလုံးလုံးပြန်လည်ပြီးတော့ပဲ famine ရှာဖို့အတွက်သူတို့မှာတော့ချိန်နေကတော့သွားပြီးတော့လိုအပ်တယ်အဲ့တော့ lane space ကိုဟုတ်တယ် lane space အပိုင်းနေသွားပြီးတော့ပဲမြင်တွေ့ရမလားဆိုတော့ကြည့်ရမယ်ဗျာဟုတ်တယ်ထပ်ပြီးတော့ထိန်းခဲ့တာဒီ cross play တွေကြားထဲမှာ KS တောက်ချကိုတောင်းမှာ Raimi နောက်ထဲဒီကိုနောက်တစ်ချိန်စစ်ထပ်ပြီးတော့ပြတ်သွားခဲ့ပြီဗျာ3 man down ပဲတခုကိုထပ်မှတ်ပြီးတော့ရရှိထားတဲ့ YG နဲ့လုံးမပါပဲဒီ mega တွေကိုဘာတွေ pressure ပေးထားနိုင်ခဲ့ပါပြီ Holy Shield လေးကိုတော့တောင်းသွားခဲ့တယ်ဒီအချိန်တွေတခုကတော့ YG အတွက်ကတော့တော်တော်လေးကိုတော့အခွင့်တော့လှသွားခဲ့ပြီဗျာ dash တောက်လျှောက်ဆိုတော့ lane cutting လောက်ထားတဲ့ data တခုမှတော့ YG အနေနဲ့ကတော့သူတို့လိုချင်တယ်ဆိုတဲ့ hero game ရလိုက်တဲ့အပြင် Holy Shield ကလည်းရသွားခဲ့ပြီဗျာတော်တော်တန်တာဟုတ်တယ်အဲ့တော့ objective လေးတွေဒီအချိန်မှာ YG ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ objective လေးရောအများကြီးပိုင်ဆိုင်ထားရလို့တော့ပြောလို့ရရမယ်ဒါပေမဲ့ကျွန်တော်တို့ Falcon ရဲ့ဒါ high ground defensive ကိုတော့ကျွန်တော်မေးလို့တော့မရဘူးကြာအချိန်တစ်ခါတော့ကဒီလိုမျိုးပုံစံမျိုးလေးနဲ့ကျွန်တော် Falcon အနေနဲ့ high ground နေပြီးပြန်လဲရုံးသွားတဲ့ပုံစံမျိုးလေးကိုတော့တွေ့ရတယ်အဲ့တော့သူတို့ရဲ့ turning point လေးတွေကိုဘယ်လိုအချိန်တွေမှာရှာဖွေနိုင်မလဲဆိုတာလည်းကြည့်ရမယ်ဗျာအဲ့လိုမျိုးရုံးကန်သွားတဲ့ပွဲတွေတခုမှလည်း Dash က fan နေနဲ့ပြန်ပြီးတော့ခန်းပြခဲ့တာဆိုတော့ကြာလေဆက်လက်ပြီးတော့စောင့်ကြည့်ရပါဦးမယ် high ground defensive မှာတကယ်ကိုအားကောင်းခဲ့တဲ့ Falcon ရဲ့ defensive တွေကိုဒီပွဲမှာတော့အသေးချာပြီးတော့ကြည့်ရမယ်သူတို့လုံးဝမြောင်းကျော်ပြီးတော့ပြန်ချလို့မရတာကြာဘာလို့ network ကလည်းတအားခွာတယ် objective ကလည်းတအားခွာတယ်ဒီချိန်မှာ Falcon ပြန်ရထားတာဆိုလို့မလို့ Hero ကတကောင်
မဲရှိရဗျ ဟုတ်တယ်အဓိကတော့ Sanji ရှင်ကနေပြီးကျွန်တော် hybrid penetration ကိုတော့ကောင်းကောင်းယူတော့အားကိုးရမယ်ဆိုတဲ့အခြေအနေဒါပေမဲ့ကျွန်တော် Bandy နဲ့လည်းသူနဲ့ rely ဖြစ်နေရဆိုရင်တော့မှသူ့ရဲ့ chemical spray damage ပေးဖို့ဆိုရင်တော့ဒီနိုင်ရဲ့ range ကိုလောဆယ်မကျော်နိုင်သေးဘူးဖြစ်နေ manipulation ခင်းလိုက်တဲ့အချိန်မှာ Falcon ကဗဒယ်ဆက်တက်ဖို့အတွက်ခက်ခဲနေရဆိုတော့ကျွန်တော်ညင်းလို့တော့မရဘူးဒါပေမဲ့လောဆယ် YG အနေနဲ့တော့ရထားတဲ့ first law objective နဲ့ဘာ advantage တွေများရှာဖွေနိုင်မလဲဆိုတော့အခုချိန်မှာစပြီးကြည့်ရမယ်ဗျာ first law မတိုင်မီစကားတစ်ခုမှလည်း Falcon ရဲ့ mega shield ကိုထိရတာဖြစ်တဲ့အတွက်ကြောင့်မလို့ YG အနေနဲ့ဒီ first law နဲ့အများကြီးလုပ်လို့ရတဲ့အနေထားပါကျွန်တော်တို့ဒီ mega lane တွေပါတခါလေး damage ယူသွားလို့ရတဲ့အနေထားပေါ့နောက်မှ stick က level 7 damage ထွက်နေတယ်လို့လီနာမှာလည်း item 2ချောင်းအဲ့ဒီဘက်မှာလည်း hand က item တော်လေးကောင်းနေဟို stick ကတော့ item 3ချောင်းလောက်တော့ထပ်ပြီးတော့ထပ်သွား hand score နဲ့တာဆိုရင်တော့ဒီ timing တခုမှာ output damage ကအရန်များမှာအဲ့တော့မှရင်က dominant item ဆိုတော့ damage ထိကနေ iron age ထပ်ကောင်းတော့မှာအဲ့တော့ manipulation ထပ်ပြီးတော့ပေးထားတဲ့အနေထားမှာ Britney 10 down နေဗျအဲ့တော့ KS မလုံး physical ဆိုမှရင်းနေနေတာလွတ်မပေးဘူးဗျထပ်ပြီးတော့မထုံးလိုက်ဗျအဲ့တော့ Blin Bloody Hand ကြီးကြားတယ်မ game number 1 ကိုတော့ YG ဦးဆောင်ထားနိုင်ခဲ့ပါပြီ ကဲပဲကျွန်တော်တတရ objective တွေကို